အားလုံးပဲမင်္ဂလာပါ Lewis Vision Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်သွားမယ့်အကြောင်းအရာလေးကတော့အာရှမြေပုံရဲ့အောက်ခြေတစ်ဖက်မှာအရွယ်မကြီးလောက်ပေမဲ့အရှိန်အဟုန်အကြီးမားဆုံးနဲ့မတန်နိုင်အောင်တောက်ပလက်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံရှိပါတယ်ဒီနိုင်ငံဟာနိပညာတိုးတက်မှုနဲ့ယဉ်ကျေးမှုနှစ်ခုစလုံးကိုတစ်ကမ္ဘာလုံးအံ့အားသင့်အောင်ပြသနေတဲ့နိုင်ငံတစ်နိုင်ငံဆိုရင်လည်းမမှားပါဘူးဒီနိုင်ငံဟာဆိုရင်တော့ထိုင်းနိုင်ငံပဲဖြစ်ပါတယ်ထိုင်းနိုင်ငံဟာဆိုရင် Southeast Asia မှာ Tourism Income အမြင့်ဆုံးနိုင်ငံအဖြစ်ရည်တည်လက်ရှိနေပါတယ်ဒီနိုင်ငံအကြောင်းကိုစဉ်းစားလိုက်တိုင်းလူတော်တော်များများဟာခရီးသွားနိုင်ငံတစ်ခုလောက်ပဲထင်တတ်ကြပေမဲ့ tourism တစ်ခုတည်းနဲ့ရည်တည်နေတဲ့နိုင်ငံတော့မဟုတ်ပါဘူးမြို့တော်ဘန်ကောက်ကိုကြည့်လိုက်ရင်လည်းမြင့်မားလာတဲ့အဆောက်အုံတွေကြားထက်ကမနက်ခင်းအလင်းရောင်ကြီးနဲ့အတူလူတန်းပေါင်းများစွာကတွာလာလှုပ်ရှားနေတာကိုတွေ့မြင်နိုင်ပါတယ်။တနေ့တခြားနိပညာပေါင်းစုံနဲ့တိုးတက်လာနေတဲ့ဒီနိုင်ငံကယဉ်ကျေးမှုပိုင်းကိုလည်းလိလူမရှိပဲရိုးရာပွဲတော်တွေနဲ့အတူဆက်လက်ထိန်းသိမ်းထားကြပါတယ်။တကဘာလုံးကလူတွေမနေမရလာလဲကြတဲ့အကြောင်းရင်းကတော့စိတ်ဝင်စားစရာကောင်းတဲ့လက်ပတ်စရာနေရာများတာယာလပပြီးတဘာဝခန်းစားချက်အပြည့်ကိုပေးစွမ်းနိုင်တဲ့ပင်လယ်ကမ်းခြေတွေနိုင်မားကတ်တွေတန့်ရှင်းတဲ့ရပြီးအရသာရှိတဲ့ street food တွေထိုင်းလူမျိုးတို့ရဲ့အကျင့်စာရိတ္တနဲ့အေးချမ်းတဲ့ vibe တွေကြောင့်ပဲဖြစ်ပါတယ်။ထိုင်းအစားအစာတွေဖြစ်ကြတဲ့ Pad Thai, Tom Yum, Mango Sticky Rice စသဖြင့်တွေက street food မှအစ 5-star restaurant တွေအထိတွေ့မြင်နိုင်ပါတယ်။ဒါကြောင့်မို့လို့ဘန်ကောက်မြို့ကတော့ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးစာရင်းမှာနေ့စဉ်ဝင်နေတဲ့အပြင်၎င်း၏ lifestyle, nightlife, shopping areas နဲ့ culture တွေအားလုံးကိုတစ်မြို့ထဲမှာပင်တွေ့မြင်နိုင်တော့ကြောင်းဘန်ကောက်မြို့ကိုအာရှရဲ့ heartbeat city လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ဒီလိုအချက်တွေကြောင့်ပဲထိုင်းနိုင်ငံဟာအရှေ့တောင်အာရှရဲ့လက်တွေ့အကောင်းဆုံးနိုင်ငံတွေကတစ်နိုင်ငံအဖြစ်မရမနာတောက်ပလက်ရှိနေပါတယ်ဗျာ။